ကျွန်တော်တို့မြန်မာပြည်ရဲ့ဘဝကလည်းဂျပန်ပြည်ကိုရောက်ပါတယ်ဆိုတာတော့ကာကွယ်ရေးအခွန်ဆောင်ရမယ်ဆိုတော့မြန်မာပြည်အဖြစ်ကလည်းတော်တော်လေးကိုပေါ့နော်အခုကျွန်တော်ပြောမယ်ဂျပန်သတင်းကတော့ဘယ်သတင်းဌာနမှတင်ဆက်တာမရှိသေးဘူးပေါ့နော်ဂျပန်သတင်းပေးတွေကဆိုတင်ဆက်တာမရှိသေးဘူးပေါ့နော်အဲ့တော့ဘာသတင်းလဲဆိုတော့ဒါဦးဖြတ်ကျွန်တော်ပြောပြမှာပေါ့နော်ဂျပန်ရောက်မြန်မာတွေပါဂျပန်ပြည်ကြီးကာကွယ်ရေးအတွက်ဂျပန်စစ်တပ်အတွက်ပေါ့ဗျာအခွန်ဆောင်ရမယ်ဆိုတဲ့သတင်းပါဟုတ်တယ်ပေါ့နော်မြန်မာပြည်အပါဝင်ဂျပန်မှာရှိနေတဲ့နိုင်ငံခြားသားအကုန်ဂျပန်စစ်တပ်အတွက်အခွန်ပေးဆောင်ရတော့မှာပါအဲ့တော့ကျွန်တော်အခုပြောမယ့်သတင်းကိုပြောပြီးတော့မှာပေါ့နော်ခုမှသတင်းကိုတီးပြီးတော့ like ထောက်မဲ့ဂျပန်ပေတွေလည်းရှိပါတယ်အဲ့ဒါအတွက်ကျွန်တော်ပြောချင်တာကကျွန်တော်ကဒီသတင်းကိုအပြည့်အစုံထက်ကျွန်တော်အချင်းချုံးတာအဓိကကြားတဲ့အချက်တွေကိုပြောသွားမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့ဒီ Facebook page ဖြစ်တဲ့ Hana Sakari ဂျပန်နဲ့ဇွဲမှန်ဟီရိုပေတွေမှာလည်းကျွန်တော်တင်ပေးထားပါတယ်အဲ့တော့ဆက်ပြောမယ်နော်ဂျပန်ပြည်ကြီးရဲ့ကာကွယ်ရေးအတွက်အထူးဝင်ငွေခွန်ဆိုပြီး2020ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကျရင်ဝင်ငွေခွန်အပေါ်မှာ100ခိုင်တော့ကာကွယ်ရေးအခွန်ဆိုပြီးကောက်ခံမယ်ဆိုပြီးဒါဂျပန်အစိုးရကစီစဉ်လှုပ်ဆောင်နေတယ်ပေါ့နော်မသိသေးတဲ့သူတွေအတွက်ကျွန်တော်ပြောပေးတာပါနိုင်ငံသားနိုင်ငံခြားသားမရွေးဝင်ငွေခွန်ဆောင်ရတဲ့သူမှန်တယ်ညအကုန်ဆောင်ရမယ်ဆိုပြီးတော့ဒါဂျပန်အစိုးရကသတ်မှတ်လိုက်တာကြောင့်မြန်မာတွေရောဒီဂျပန်ပြည်ကြီးကာကွယ်ရေးအတွက်ဂျပန်ပြည်စစ်တပ်အတွက်အထူးအခွန်ဆောင်ရတော့မှာပေါ့နော်ဒါပေမဲ့ဒီလိုပြောလို့ဟာအခွန်ဆိုပြီးတော့ဂျပန်ရောက်မြန်မာရှင်လဲတအားမခုံသွားပါနဲ့ပေါ့နော်ကျွန်တော်ဆက်ပြောပြပါမယ်အဲ့တော့ဂျပန်မှာလက်ရှိ2023ကနေ2026တိကိုဂျပန်မှာပြန်လည်တည်ဆောက်ရေးအထူးအခွန်ဆိုပြီးတော့2.1ရာခိုင်နှုန်းအခွန်ဆောင်နေရတယ်မလားအဲ့ဒီမှာကာကွယ်ရေးအခွန်ကအခု2026တိ3ရာခိုင်နှုန်းပဲကောက်သေးတယ်အဲ့တော့ပြောရရင်အခုလက်ရှိမှာဂျပန်ရောက်မြန်မာတွေကပြန်လည်တည်ဆောက်ရေးအထူးအခွန်2.1ရာခိုင်နှုန်းအခွန်ပဲဆောင်လာသေးတာပေါ့နော်ဒါပေမဲ့2020ခွန်ရှေ့လာမယ့်နှစ်ကစပြီးတော့2030ခွန်အထိကိုပြန်လည်တည်ဆောက်ရေးအထူးအခွန်က2.1ရာခိုင်နှုန်းကနေ1.1ရာခိုင်နှုန်းကဆောင်ရတော့မှာမို့လို့ဒါ1.3ရာခိုင်နှုန်းတက်တာပါတယ်ပေါ့နော်။သို့ပြီးတော့လေကာကွယ်ရေးအထူးအခွန်ဆိုပြီးဂျပန်စစ်တပ်အတွက်1.3ရာခိုင်နှုန်းပြန်ဆောင်ရတာမို့လို့အရင်အတိုင်းဘာမှမတူဘူးပေါ့နော်2.1ရာခိုင်နှုန်းဆောင်ရတာပါပဲအဲ့တော့ပြောချင်တာကတော့စုစုပေါင်းဆောင်ရတဲ့နှုန်းထားကတော့အရင်ကလည်း2.1ရာခိုင်နှုန်းပဲနောက်နှစ်လည်း2.1ရာခိုင်နှုန်းပဲမို့လို့ဘာမှတော့မပြောင်းလဲဘူးပေါ့နော်တကယ်ကတော့သူတို့ကအရင်ကဆောင်တယ်ပြန်လဲတိဆောက်ရေးအထူးအခွန်က2.1ရာခိုင်နှုန်းရှိတယ်အကာအကွယ်ရေးအခွန်ကမရှိဘူးဒါပေမဲ့ရှင်းနှစ်ကစပြီးတော့ပြန်လဲတိဆောက်ရေးအထူးအခွန်ဒီ1.1ရာခိုင်နှုန်းပဲဆောင်ရတော့မှာမို့လို့ရှော့ပေးလိုက်တယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာအဲ့ရှော့ပေးလိုက်တဲ့ဟာဒီကာကွယ်ရေးအခွန်ဆိုတဲ့ခေါင်းစဉ်နဲ့ပြောင်းတက်လိုက်တဲ့သဘောမျိုးဖြစ်သွားတာပေါ့လေအဲ့တော့ဆက်ပြောရရင်2048နောက်ပိုင်းကျရင်အဲ့ပြန်လဲတိဆောက်ရေးဆိုတဲ့အခွန်လုံးဝမဆောင်ရတော့ကာကွယ်ရေးအခွန်ပဲ1.3ရာခိုင်နှုန်းပေါ့နော်အဲ့ဒါလေးဆောင်ရတော့မှာမလို့2048နောက်ပိုင်းကျရင်တော့ဒီအခွန်အနေနဲ့ဆိုရင်ပေါ့နော်ပြန်လဲတိဆောက်ရေးအထူးအခွန်မရှိတော့ပဲကာကွယ်ရေးအခွန်က100ရာခိုင်နှုန်းဆက်ဆောင်နေအောင်မှာဖြစ်တယ်ပေါ့နော်အဲ့ဒါကတော့တောက်လျှောက်ဆောင်ရမယ့်သဘောမှာရှိတယ်အဲ့တော့2048ကြာရင်တော့ပို့ပြီးရောသွားမှာပေါ့နော်အခွန်ကပိုရောသွားမယ်သဘောရှိတယ်အဲ့တော့ကာကွယ်ရေးအထူးအခွန်ဒီ100ရာခိုင်နှုန်းဆောင်ခိုင်းနေဆိုတာဒီကာကွယ်ရေးပြောရင်ပြောဂျပန်စစ်တပ်အတွက်ပေါ့နော်တီးတန့်ကောက်တဲ့အခွန်ပေါ့ကာကွယ်ရေးဘဏ္ဍာတိုးမြင့်ရန်ကောက်တာဖြစ်ပြီးတော့စုစုပေါင်းနှုံထားကတော့အရင်တိုင်းမဟုတ်လို့ပိုဆောင်ရတာမျိုးတော့မဖြစ်ပါဘူးနော်ဒါအဲ့တော့ပြောချင်တာကဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ဘယ်သူမှဆိုအထူးကျွမ်းကျင်လုပ်သားဗီဇာတွေနဲ့လာတဲ့သူတွေပါအလုပ်လုပ်နေတဲ့သူအကုန်လုံးဒီကာကွယ်ရေးအထူးအခွန်100ရာခိုင်နှုန်းဆောင်ရမှာမဟုတ်လို့ဂျပန်ရောက်မြန်မာတွေရောဒါဂျပန်မှာရောက်နေတဲ့နိုင်ငံခြားသားအကုန်ပေါ့နော်ဂျပန်ပြည်ကြီးကာကွယ်ရေးအတွက်ဂျပန်စစ်တပ်အတွက်အထူးကာကွယ်ရေးအခွန်ဆောင်ရပါပြီအဲ့တော့ပြောရရင်တော့ဘယ်လိုပဲဖြစ်ဂျပန်ရောက်မြန်မာတွေလည်းဂျပန်ပြည်ကြီးကာကွယ်ရေးအတွက်ကာကွယ်ရေးအခွန်ဆောင်ရပြီဆိုတဲ့အကြောင်းပြောသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဆုံးပြောချင်တာကတော့ကျွန်တော်သတင်းမီဒီယာမဟုတ်ဘူးနော်ကျွန်တော်အားနဲ့တဲ့အချိန်လေးတွေမှာကျွန်တော်ကိုယ်တိုင်ဂျပန်သတင်းကိုတိုက်ရိုက်ဘာသာပြန်ပြီးတော့တင်ညာဘာသာပြန်လာတာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်တိုက်ရိုက်ဘာသာပြန်လာတဲ့ဂျပန်သတင်းတွေအများပြည်သူမသိတဲ့သတင်းတွေကိုကျွန်တော်ကဝေမျှပေးတာပေါ့နော်ဒီအတွက်ကျွန်တော်က monetization ကျွန်တော်မလုပ်ထားဘူးဘာကြောင့်ညမှလည်းကျွန်တော်မရဘူးနော်နောက်ပြီးတော့ကျွန်တော်ကသတင်းမီဒီယာတွေလုပ်ငန်းလုပ်တယ်ဆိုတာဗျာပြောရရင်သူကစာဆောင်တွေကနေပတ်စံရတယ်ကြော်ညာတွေကနေပတ်စံရတယ်ဟလားလားစင်ကြီးပေါ့နော် online video တွေဖြန့်ပြီးလားစင်ကြီးကြကျွန်တော်ဆိုရင်ဘာပတ်စံမှမရဘူးအဲ့တော့ကျွန်တော်တို့ကဘာဝင်မှမရှိပြောရရင်ကြာကျွန်တော်တို့လိုလူမျိုးတွေကသာတကယ်ကြတော့ဘယ်လိုတကယ်ပေးဆက်တာပေါ့နော်ပြည်သူကိုတကယ်ပေးဆက်တာဘာလို့လဲဆိုတော့ကျွန်တော်ဒီကနေပတ်စံတော့မရဘဲနဲ့နှစ်ချီပေါ့နော်ကျွန်တော်ဆို2019နဲ့ Facebook မှာ Hana Sakari ဂျပန်နဲ့ဆိုရင်မှရှိဆိုဂျပန်သတင်းတွေကိုတောက်လျှောက်ရေးခဲ့တယ်လုံးဝပတ်စံမရခဲ့ဘူးနော်အဲ့တော့တင်များတွေပေးထောင်ပြီးရေးတယ်ဆိုတော့ပတ်စံရှာဖို့အတွက်လုပ်တာဒါပေမဲ့ကျွန်တော်ကကျတော့ပတ်စံလုံးဝမရှာဘူးအဲ့ဒီကလောင်စားကြောင်ညာဘာတကူမှလက်မခံခဲ့ဘူးပေါ့နော်2019နဲ့အဲ့တော့ကျွန်တော်တို့လိုလူမျိုးမှာအားမပေးရင်ဘယ်သူကိုအားပေးမှာလဲအခုဘလို့ပဲပြည်သူတွေကိုပေးဆက်နေပါဆိုတဲ့တချို့သတင်းမီဒီယာတွေအောင်တကယ်ကြတော့နော်သူတို့အချိန်ကသူတို့ပတ်စံရလို့သူတို့ကတင်ဆက်နေတာ
သူတို့ပတ်စံမရရင်ကျွန်တော်တို့2019နဲ့2026ဒီသူတို့လုံနိုင်တယ်ဘယ်သူမှမလုံနိုင်အဲ့ဒါကြောင့်ကျွန်တော်တို့လူမျိုးတွေဒီလိုတင်ဆက်တယ်အခမဲ့ပေါ့နော်ကျွန်တော်တင်များတွေလုံးလေးရှင်းနေတယ်ဆိုတာအခမဲ့ကျွန်တော်တို့ကတကယ်ကိုသိစေချင်လို့သာလုပ်တာတောင်းတိုင်ကိုပေးတဲ့မီဒီယာမှာကျွန်တော်တို့ live မလုပ်နိုင်ပတ်စံလုံးဝမရပဲနဲ့လုပ်တာနော်အဲ့တော့ကျွန်တော်ရဲ့အလုပ်ကတော့တခြားတစ်ဖက်မှာတစ်ခုရှိရဲဒီလုပ်ကတော့ကျွန်တော်ပတ်စံတစ်ပြားမှမရအဲ့ဒါကြောင့်ကျွန်တော်ဘယ်သူရဲ့အားပေါ်မှာမလိုက်ကျွန်တော်ကဖြောင်းဖြောင်းမဲ့ပဲနေရပါတော့အဲ့ဒါကိုပြောချင်တယ်နောက်ပြီးတော့ကွန်မန့်ကိစ္စနဲ့ပတ်သက်ကျွန်တော်ပြောချင်တယ်ကျွန်တော်ကွန်မန့်အောက်မှာTikTokမှာဆိုတော့ကျွန်တော်တွေ့တယ်ပေါ့နော်အသက်16နှစ်အောက်ကလေးငယ်လေးအခုနောက်ပိုင်းမှာပေါ့နော်အကြီးကိုအကြီးမှန်းမသိရုံရင်းကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ဆဲဆူတာတွေ level လာပေါင်းတာရှိရပေါ့နော်အဲ့ဒါတွေကိုမိဘအစိမ်တန်းကိုပေါ်ပြတဲ့ကွန်မန့်တွေကိုကျွန်တော်အောက်မှာလာမမှန်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ကရင်ကြီးပြုံလာတဲ့လူ့အတိုင်းအဝိုင်းတစ်ခုတိဆောက်ချင်တာမဟုတ်လို့ဆွေးနွေးမယ်ဆိုတော့ကောင်းကောင်းမွန်မွန်ဆွေးနွေးပေါ့နော်ကျွန်တော်ကလူဖြစ်နေတာပြိဿံမဟုတ်အဲ့ဒါကြောင့်ကောင်းကောင်းမွန်မွန်ဆွေးနွေးပါတကယ်လို့မဟုတ်ဘူးဟလားဇယိုက်မဟုတ်လို့ဆဲဆိုခြင်းနဲ့ဆိုတော့ကျွန်တော်ဆိုရင်ကျွန်တော်မကြည်နဲ့တဲ့အကြောင်းအရာဆိုရင်ကျွန်တော်အကောင့်စေကျွန်တော်ရဲ့ဒီရုပ်အစင်းနဲ့ဆဲတယ်ပေါ့နော်ပိုတင်ဆဲတယ်အဲ့လိုစားနေဆဲတယ်ဒါပေမဲ့အခု online တော့မှကြည့်ရင်ဖျားပုံကတ်တွန်းပုံခလေးပုံနော်အဲ့လိုပန်းပုံလေးတွေနဲ့အကောင့်တုတွေနဲ့လုပ်ပြီးတော့ဆဲတယ်ပေါ့နော်ကျွန်တော်ပြောနေတာဇားရှိလို့ဆဲမယ်ဆိုတယ်ကိုရုပ်အမှန်နဲ့လာဆဲပေါ့ဗျာအဲ့လိုမျိုးထမိန်ခြုံပြီးတော့ထမိန်အောက်ကနေလက်သီးပုံတော့မပြနဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်ဖြစ်စေချင်တာကတော့အားလုံးကြီးကြီးပြပြငါနဲ့ဆွေးနေမယ်ဇရိုက်မဆန်နဲ့ဦးမိဘအစင်တောင်မချပြနဲ့ဒါပဲပြောချင်တယ်အေးဆဲချင်တယ်ဆိုလဲဇားရှိမှာအကောင့်အစင်နဲ့ဆဲပေါ့နော်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့လူမျိုးတွေကိုပဲပို့ပြီးတော့အားပေးကြပါကျွန်တော်တို့ဒီပတ်စံတစ်ချက်မှမရပါနဲ့ကျွန်တော်တို့2019နေရာနေအခုထိပေါ့နော်ဒီတိုင်းအခမဲ့ကိုအချိန်အားလက်ရင်ဘာသာလေးပြန်ပြီးတင်ဆက်နေရမလို့သတင်းမီဒီယာထက်တော့ကျွန်တော်တို့ပို့အားပေးသေးပါတယ်ကျေးဇူးတင်ပါတယ်